ဆောင်လိုင်းချင်းစုံသက်ချို့သောဆောင်လိုင်းချင်းတွေကဖြေမရှိဘူးဆိုတာသိရတာနဲ့ဘာလို့ဆက်ဆောက်နေမိတာလဲရန်ကုန်မြို့ရဲ့လူသူရှင်းတဲ့မှတ်တိုင်တစ်ခုမှာအဖိုးတယောက်ဟာညနေတိုင်းလာထိုင်လေးရှိတယ်သူ့လက်ထဲမှာတော့နွမ်းဖတ်နေတဲ့စိုက်အဟောင်းလေးတစ်အိတ်ကိုအမြဲကင်ထားတတ်တယ်လူတွေကတော့သူ့ကိုအယူကြီးလို့သတ်မှတ်ထားကြတာပေါ့လွန်ခဲ့တဲ့အနှစ်30ကအဖိုးဟာသူ့ရဲ့ဇနီးတွေကိုဒီမှတ်တိုင်ကနေပဲစစ်မြေပြင်ကိုထွက်ခွာဖို့နှုတ်ဆက်ခဲ့ဦးတယ်ငါပြန်လာရင်ဒီမှတ်တိုင်မှာပဲစောင့်နေမယ်ဆိုတဲ့ဂရီစကားကိုယုံကြည်ပြီးသူဟာနေ့တိုင်းလာစောင့်နေခဲ့တာပါတနေ့မှာတော့လူငယ်တယောက်ကအဖိုးကိုနားကိုချင်းကပ်ပြီးမေးလိုက်တယ်အဖိုးစောင့်နေတဲ့လူကပြန်မလာတော့ဘူးဆိုတာအဖိုးသိတယ်မလားတဲ့အဖိုးကပြုံးပြီးစာရီလေးကိုဖွင့်ပြလိုက်တယ်အထဲမှာတော့စာတစ်စောင်ရှိနေတယ်ငါသိတာပေါ့ငါမြည်ရ तू ပြန်မလာနေတော့တာငါသိပါတယ်ဒါပေမဲ့ငါဒီမှာ